ဒီဗီဒီယိုလေးမှာတော့ပင်တစ်လစ်ဖြစ်တဲ့လစ်ကွက်မှာလက်စာမျက်ဆုံးရကြတဲ့ကစားသမားရောက်30ရဲ့လောက်ခလာစာတွေကိုအသေးစိတ်ပြောပြပြီးတော့ပါတယ်။ PSG ကစားသမားဖြစ်တဲ့ Ousmane Dembélé ကအဆင့်1မှာရှိပြီးတစ်ပတ်ကိုယူရို3,490,000ရရှိပြီးတစ်နှစ်မှာတော့ယူရို18.1 သန်းရရှိထားပါတယ်။ PSG ကစားသမားဖြစ်တဲ့ Kvaratskhelia ကအဆင့်2မှာရှိပြီးတစ်ပတ်ကိုယူရို3,14,000ရရှိပြီးတစ်နှစ်မှာတော့ယူရို16.3 သန်းရရှိထားပါတယ်။ PSG ကစားသမားဖြစ်တဲ့ Achraf Hakimi ကအဆင့်3မှာရှိပြီးတစ်ပတ်ကိုယူရို2,610,000ရရှိပြီးတစ်နှစ်မှာတော့ယူရို73.6 သန်းရရှိထားပါတယ်။ PSG ကစားသမားဖြစ်တဲ့ Marquinhos ကအဆင့်4မှာရှိပြီးတစ်ပတ်ကိုယူရို2,58,000ရရှိပြီးတစ်နှစ်မှာတော့ယူရို73.4 သန်းရရှိထားပါတယ်။ PSG ကစားသမားဖြစ်တဲ့ Lucas Hernandez ကအဆင့်5မှာရှိပြီးတစ်ပတ်ကိုယူရို2,55,000ရရှိပြီးတစ်နှစ်မှာတော့ယူရို73.2 သန်းရရှိထားပါတယ်။ PSG ကစားသမားဖြစ်တဲ့ Vitinha ကအဆင့်6မှာရှိပြီးတစ်ပတ်ကိုယူရို2,29,000ရရှိပြီးတစ်နှစ်မှာတော့ယူရို17.8 သန်းရရှိထားပါတယ်။ PSG ကစားသမားဖြစ်တဲ့ Warren Zaïre-Emery ကအဆင့်9မှာရှိပြီးတစ်ပတ်ကိုယူရို2,200,000ရရှိပြီးတစ်နှစ်မှာတော့ယူရို17.4 သန်းရရှိထားပါတယ်။ PSG ကစားသမားဖြစ်တဲ့ Nuno Mendes ကအဆင့်8မှာရှိပြီးတစ်ပတ်ကိုယူရို2,900,000ရရှိပြီးတစ်နှစ်မှာတော့ယူရို10.9 သန်းရရှိထားပါတယ်။ PSG ကစားသမားဖြစ်တဲ့ Bradley Barcola ကအဆင့်9မှာရှိပြီးတစ်ပတ်ကိုယူရို3,39,000ရရှိပြီးတစ်နှစ်မှာတော့ယူရို9.2 သန်းရရှိထားပါတယ်။ Marseille မှာအငှားလာကစားနေတဲ့ Benjamin Pavard ကအဆင့်9မှာရှိပြီးတစ်ပတ်ကိုယူရို3,39,000ရရှိပြီးတစ်နှစ်မှာတော့ယူရို9.2 သန်းရရှိထားပါတယ်။ PSG ကစားသမားဖြစ်တဲ့ Desire Doué ကအဆင့်10မှာရှိပြီးတစ်ပတ်ကိုယူရို3,32,000ရရှိပြီးတစ်နှစ်မှာတော့ယူရို6.9 သန်းရရှိထားပါတယ်။ Lyon ကစားသမားဖြစ်တဲ့ Corentin Tolisso ကအဆင့်17မှာရှိပြီးတစ်ပတ်ကိုယူရို3,22,000ရရှိပြီးတစ်နှစ်မှာတော့ယူရို6.3 သန်းရရှိထားပါတယ်။ PSG ကစားသမားဖြစ်တဲ့ Fabian Ruiz ကလည်းအဆင့်17မှာရှိပြီးတစ်ပတ်ကိုယူရို3,22,000ရရှိပြီးတစ်နှစ်မှာတော့ယူရို6.3 သန်းရရှိထားပါတယ်။ PSG ကစားသမားဖြစ်တဲ့ Gonzalo Ramos ကလည်းအဆင့်17မှာရှိပြီးတစ်ပတ်ကိုယူရို3,22,000ရရှိပြီးတစ်နှစ်မှာတော့ယူရို6.3 သန်းရရှိထားပါတယ်။ PSG ကစားသမားဖြစ်တဲ့ Lucas Chevalier ကလည်းအဆင့်17မှာရှိပြီးတစ်ပတ်ကိုယူရို3,22,000ရရှိပြီးတစ်နှစ်မှာတော့ယူရို6.3 သန်းရရှိထားပါတယ်။ PSG ကစားသမားဖြစ်တဲ့ João Neves ကအဆင့်12မှာရှိပြီးတစ်ပတ်ကိုယူရို3,11,000ရရှိပြီးတစ်နှစ်မှာတော့ယူရို9.8 သန်းရရှိထားပါတယ်။ PSG ကစားသမားဖြစ်တဲ့ William Pacho ကလည်းအဆင့်12မှာရှိပြီးတစ်ပတ်ကိုယူရို3,11,000ရရှိပြီးတစ်နှစ်မှာတော့ယူရို9.8 သန်းရရှိထားပါတယ်။ Marseille ကစားသမားဖြစ်တဲ့ Mason Greenwood ကအဆင့်13မှာရှိပြီးတစ်ပတ်ကိုယူရို3,400,000ရရှိပြီးတစ်နှစ်မှာတော့ယူရို9.4 သန်းရရှိထားပါတယ်။ Nice ကစားသမားဖြစ်တဲ့ Tanguy Ndombele ကလည်းအဆင့်13မှာရှိပြီးတစ်ပတ်ကိုယူရို3,400,000ရရှိပြီးတစ်နှစ်မှာတော့ယူရို9.4 သန်းရရှိထားပါတယ်။ PSG ကစားသမားဖြစ်တဲ့ Zabarni ကလည်းအဆင့်13မှာရှိပြီးတစ်ပတ်ကိုယူရို3,400,000ရရှိပြီးတစ်နှစ်မှာတော့ယူရို9.4 သန်းရရှိထားပါတယ်။ Lyon ကစားသမားဖြစ်တဲ့ Moussa Niakhaté ကလည်းအဆင့်13မှာရှိပြီးတစ်ပတ်ကိုယူရို3,400,000ရရှိပြီးတစ်နှစ်မှာတော့ယူရို9.4 သန်းရရှိထားပါတယ်။ Marseille ကစားသမားဖြစ်တဲ့ Højbjerg ကလည်းအဆင့်13မှာရှိပြီးတစ်ပတ်ကိုယူရို3,400,000ရရှိပြီးတစ်နှစ်မှာတော့ယူရို9.4 သန်းရရှိထားပါတယ်။ Rennes ကစားသမားဖြစ်တဲ့ Brice Samba ကအဆင့်14မှာရှိပြီးတစ်ပတ်ကိုယူရို9,900ရရှိပြီးတစ်နှစ်မှာတော့ယူရို9 သန်းရရှိထားပါတယ်။ Nice ကစားသမားဖြစ်တဲ့ Morgan ကလည်းအဆင့်14မှာရှိပြီးတစ်ပတ်ကိုယူရို9,900ရရှိပြီးတစ်နှစ်မှာတော့ယူရို9 သန်းရရှိထားပါတယ်။ Marseille ကစားသမားဖြစ်တဲ့ Igor Pizarro ကလည်းအဆင့်14မှာရှိပြီးတစ်ပတ်ကိုယူရို9,900ရရှိပြီးတစ်နှစ်မှာတော့ယူရို9 သန်းရရှိထားပါတယ်။ Rennes ကစားသမားဖြစ်တဲ့ Breel Embolo ကလည်းအဆင့်14မှာရှိပြီးတစ်ပတ်ကိုယူရို9,900ရရှိပြီးတစ်နှစ်မှာတော့ယူရို9 သန်းရရှိထားပါတယ်။ Lyon ကစားသမားဖြစ်တဲ့ Oriol Mangala ကအဆင့်15မှာရှိပြီးတစ်ပတ်ကိုယူရို9,400ရရှိပြီးတစ်နှစ်မှာတော့ယူရို4.9 သန်းရရှိထားပါတယ်။ Marseille ကစားသမားဖြစ်တဲ့ Nayat Argat ကလည်းအဆင့်15မှာရှိပြီးတစ်ပတ်ကိုယူရို9,400ရရှိပြီးတစ်နှစ်မှာတော့ယူရို4.9 သန်းရရှိထားပါတယ်။ အခုကျွန်တော်ပြောပြထားတဲ့ကစားသမားတွေရဲ့လက်စာပဝါနာဒဏ်ရာရသည်ဖြစ်စေကစားခွင့်မရသည်ဖြစ်စေကလပ်ကနေအမှခံပေးပြုတ်ပေးရမယ်သူတို့ရဲ့အခြေခံလက်စာ fix salary ပဲဖြစ်ပါတယ်။ကစားသမားတွေကသူတို့ရဲ့လက်စာအပြင်ပုံရိပ်အသုံးပြုခနဲ့အခြားသော bonus တွေကိုပါရရှိကြပါတယ်။
ဥမာအနေနဲ့ပြောရရင်အမှတ်ပေးဖလားချန်ပီယံလိနဲ့အခြားသောဖလားတွေအပြင် Brand Dior Golden Boot နဲ့အခြားသောတို့ချင်းကောင်းဆုံးဆုတွေကိုစကွနိုင်မယ်ဆိုရင် club နဲ့ချုပ်ဆိုထားတဲ့စာချုပ်ပေါ်မူတည်ပြီး bonus တွေရရှိတော့မှာဖြစ်ပါတယ်။ကျွန်တော်ပြောထားတဲ့ကစားသမားတွေရဲ့လက်စာပမာဏအစိုးရစီအုပ်ကမဆောင်ရွက်တဲ့ပမာဏပဲဖြစ်ပါတယ်။လက်ကွန်ကစားသမားတွေကပင်တက်ဆိုရစီအုပ်ဘယ်လိုပုံစံမျိုးနဲ့အခွန်ပြဆောင်ရရလဲဆိုတာတော့အခုကျွန်တော်ပြထားတဲ့အပုံလေးတိုင်းပဲဖြစ်ပါတယ်။ဒါပင်တက်ဆိုရသတ်မှတ်ထားတဲ့အခွန်နှုတ်ထားပဲဖြစ်ပါတယ်။ဒီဗီဒီယိုလေးကိုကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။